2011 ခုနှစ်မှာကမ္ဘာအံပွဲ9ပါးတွေကတစ်ခုအဖြစ်မဲပေးရွေးချယ်ခြင်းခံခဲ့ရ1994 ခုနှစ်မှာ UNESCO ကမ္ဘာအမွေနှစ်စာရင်းဝင်နေရာဖြစ်ခဲ့တဲ့အပြင်နှစ်စဉ်အလိုက်အကောင်းဆုံးနေရာအဖြစ်အကြိမ်ကြိမ်သတ်မှတ်ခြင်းခံခဲ့ရတဲ့နေရာရှေးဒဏ္ဍာရီတွေအရလက်နက်ကားတွေဆင်းသက်လာခဲ့တယ်လို့လည်းဆိုကြတဲ့နေရာဒါဆိုရင်ဒီနေရာကဘယ်နေရာပါလဲ Welcome to Halong Bay ဟာလောင်ဘေးကြီးဟာဗီယက်နမ်နိုင်ငံခွမ်နင်းပြည်နယ်ရဲ့တုံကင်ပင်လယ်ကွေ့အနီးမှာတည်ရှိပါတယ်။ဧရိယာအဖြစ်1553ကီလိုမီတာစကွဲကျယ်ဝန်းပြီးတော့တဘာဝအလျောက်ဖြစ်တည်နေတဲ့ထုံးကျောက်တောင်တွေနဲ့ကျွန်းငယ်ပေါင်း1960ကျော်နဲ့ဖွဲ့စည်းထားပါတယ်။သူ့ရဲ့လှပတဲ့ရှုခင်းတွေကကမ္ဘာတဝန်းကခရီးသွားတွေကိုဆွဲဆောင်ပြီးဗီယက်နမ်နိုင်ငံရဲ့အကျော်ကြားဆုံးခရီးသွားနေရာတွေကတစ်ခုဖြစ်တည်ရှိပါတယ်။ဒီဒေသမှာတော့အပူပိုင်းအမြဲစိမ်းဂေယစနစ်နဲ့ပင်လယ်ကမ်းရိုးတန်းဂေယစနစ်နှမျိုးရှိပြီးတော့တဘာဝရင်းနှီးဝါတွေရှားပါတဲ့ပန်းမျိုးစိတ်14မျိုးနဲ့အစုလိုက်တရိษံမျိုးစိတ်60ကျော်နေထိုင်ကြစားရနေရလည်းဖြစ်ပါတယ်။ဟာလောင်ဘေးကြီးရဲ့ထူးခြားတဲ့ထုံးကျောက်တောင်တွေဟာလွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာကတည်းကဘူမိဗေဒဆိုင်ရာတဘာဝဖြစ်စဉ်တွေကြောင့်ဖြစ်ပေါ်လာစေခဲ့တာပါ။တမိုင်းမတင်မီကာလကနက်ရှိုင်းတဲ့သမုဒ္ဒရာတွေထဲမှာထုံကျောက်အနေလာတွေနဲ့ဖွဲ့စည်းထားတဲ့ပင်လယ်မြေမျက်နှာသွင်ပြင်ဟာကမ္ဘာမြေအပေါ်ယံလွှာရဲ့မတည်ငြိမ်မှုကြောင့်အဲ့ဒီထုံကျောက်လွှာတွေကိုပင်လယ်ကျမ်းပြင်ထက်ကနေမြင့်တက်လာစေခဲ့ပါတယ်။အဲ့ဒီကနေပင်လယ်ရေတိုက်စားမှုနဲ့အခြားသောသဘာဝအဖြစ်အပျက်တွေကဒီထုံကျောက်တောင်တွေမှာအကျိုးသက်ရောက်မှုဖြစ်ပေါ်လာပြီးဒီလိုမျိုးထူးခြားဆန်းပြတဲ့ထုံကျောက်တောင်ပုံစံတွေကိုဖြစ်ပေါ်လာခဲ့ပါတယ်။ဟာလောင်ဘေးကြီးရဲ့တမိုင်းမှတ်တမ်းတွေအရ1883ခုနှစ်မှာပြင်သစ်ကိုလိုနီနယ်ချဲတွေကဗီယက်နမ်နိုင်ငံခွမ်နင်းပြည်နယ်ကိုသိမ်းပိုက်ပြီးတဲ့အချိန်ကစပြီးပြင်သစ်ဘူမိဗေဒပညာရှင်တွေနဲ့ရှေးဟောင်းသုတေသနပညာရှင်တွေကဟာလောင်ဘေးကြီးရဲ့ရင်သက်ရှုမောပွဲခန္ဓာမှုကိုစတင်ရှာဖွေတွေ့ရှိခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဟာလောင်ပင်လယ်အော်ဒေသကိုနိုင်ငံအသီးသီးကကုန်သည်တွေနဲ့တင်မောသားတွေကကုတန်ရောင်းဝယ်ရေးလမ်းကြောင်းနဲ့အရေးပါတဲ့နေရာတစ်ခုဖြစ်ခေတ်ဆက်ဆက်အသုံးပြုခဲ့ကြပါတယ်။တမိုင်းဆိုင်ရာသုတေသနပညာရပ်တွေနဲ့လေ့လာသိရှိမှုတွေအရဒီဟာလောင်ဘေးဒေသမှာတမိုင်းမတင်မီခေတ်ကလေးကလူသားတွေတည်ရှိနေကြောင်းကိုလည်းအထောက်အထားတွေနဲ့တွေ့ရှိခဲ့ကြပါတယ်။ဟာလောင်ဘေးကြီးဟာဒီလိုဆွဲမှတ်ဖွယ်နေရာတစ်ခုဖြစ်တယ်လို့သူ့မှာစိတ်ဝင်စားဖွယ်တဏ္ဍာရီပုံမြင်တစ်ခုလည်းရှိနေပါတယ်။ဒီဟာကတော့ဗီယက်နမ်နိုင်ငံရဲ့လို့စပြီးတည်ထောင်ပြီးချိန်ကစလို့တိုင်းတစ်ပါးကအပြင်းထန်ပင်လယ်ရေကြောင်းကျူးကျော်မှုတွေကိုခုခံတော်လှန်ခဲ့ရပါတယ်။အဲ့ဒီအခါနိုင်ငံရဲ့ဧကရစ်ဘရင်ကနေနတ်ဘုရားတွေစီကိုအကူအညီပေးဖို့တောင်းဆိုလိုက်တဲ့အခါနတ်ဘုရားတွေကဗီယက်နမ်နိုင်ငံကိုကာကွယ်ဖို့မိခင်နဂါမကြီးနဲ့သူမရဲ့သားငယ်တွေကိုကမ္ဘာမြေပြင်ပေါ်ကိုဆေလွတ်ခဲ့ပါတယ်။အဲ့ဒီနတ်နဂါတွေကကျူးကျော်လာတဲ့ရန်သူတွေကိုမီးတွေနဲ့မှုတ်ထုတ်တိုက်ခိုက်အနိုင်ယူလိုက်ကြတယ်။အဲ့ဒီနောက်မှာတော့ရန်သူတွေထပ်ပြီးတော့မကျူးကျော်လာနိုင်အောင်သူတို့ရဲ့အာဂုတင်းကနေကြောက်မြတ်ယတနာတွေအန်ချလိုက်ပြီးတော့အဲ့ဒီယတနာတွေကနေကြီးမားတဲ့ကြောက်ဆောင်တွေအဖြစ်ပြောင်းလဲကသတိုင်းတွေအဖြစ်ကာယံပေးခဲ့ပါတယ်။ဒီလိုကူညီပြီးတော့ကောင်းကင်ကိုပြန်ရတော့မယ့်အချိန်မှာဗီယက်နမ်နိုင်ငံရဲ့တာယာလှပတဲ့နေရာတွေသူတို့လူမျိုးတွေရဲ့ကြိုးစားအားထုတ်နေပုံတွေကိုမြင်ပြီးတော့ဒီရေမြေကိုချစ်ခင်တွေ့တာသွားခဲ့ပါတယ်။အဲ့ဒီလိုနဲ့မိခင်နဂါမကြီးနဲ့သူ့ရဲ့သားငယ်တွေဟာကောင်းကင်ကိုမပြန်တော့ပဲဒီနေရာမှာပဲထာဝရနေထိုင်ပြီးတော့ကာကွယ်ဆောင်ရှောက်ခဲ့ကြပါတယ်။အဲ့ဒီလိုနဲ့နန္ဒကားတွေဆင်းသက်လာတဲ့နေရာကိုဗီယက်နမ်ဘာသာစကားနဲ့ဟာလောင်လို့ခေါ်ဆိုရာကနေဒီနေ့ခေတ်မှာတော့ဟာလောင်ဘေးဆိုပြီးအမည်တွင်လာခဲ့ပါတယ်။ဟာလောင်ပင်လယ်အော်ကြီးရဲ့ပြာလဲနေတဲ့ကောင်းကင်ကြည်လင်တောက်ပတဲ့ရေပြင်နဲ့ပင်လယ်မျက်နှာပြင်မှာပေါ်ထွက်နေတဲ့ထုံကျောက်တောင်တွေရဲ့မော်ဆန်တဲ့သဘာဝအလှတွေကကျွန်တော်တို့ရဲ့နှလုံးသားကိုချက်ချင်းဆွဲဆောင်ဖန်ဆားစေနိုင်ပါတယ်။ဒီဟာလောင်ဘေးကြီးဟာဗီယက်နမ်လူမျိုးတို့ရဲ့မျိုးဆက်များစွာတစ်ချောင်းလုံးပိုင်ဆိုင်လာခဲ့တဲ့သဘာဝယဉ်ကျေးမှုနဲ့သမိုင်းတို့ပေါင်းစည်းထားတဲ့အံ့ဖွယ်နေရာတစ်ခုဖြစ်ကြောင်းလေ့လာတင်ဆက်လိုက်ရပါ